ညာကြီးအားပေးပြီးတော့တစ်ထဲမှမရောက်အောင်ဆိုဘယ်လိုလုပ်မလဲ မရောက်ရအောင်ညီမလေးကအချိန်ယူပြီးတော့နိုင်ပေါ်မှာတင်မယ်အဲ့လိုအပြင်မှာလည်းရောင်းမယ်မကုန်ရောင်းပါပါ အဓိကတော့ဒီမစုံမနစ်တဲ့ကျွန်တော်တို့ဇွဲလုံးလားစူးစမ်းမှုနဲ့သွားမှာပေါ့နော်စူးစမ်းဆိုတဲ့စကားလုံးရဲ့နောက်မှာအများကြီးရှိတယ်ကျွန်တော်တို့ကဗသက်ကပဲစူးစမ်းပြီးပြောပြီးတော့လက်တွေ့ကြကြအသုံးမချတတ်ဘူးဆိုလို့ရှိရင်အဆင်မပြေဘူးအဓိကကျွန်တော် online ဆိုတာကိုယ်ယုံကြည်မှုရှိလာမှတို့လာပြီးတော့ကိုယ့်ရှိရာအားပေးကြမယ်ဝယ်ယူကြမယ်အဲ့တော့တို့ယုံကြည်မှုရှိလာအောင်လို့လဲကိုကကိုယ့်ရဲ့လုပ်ငန်းတွေဘယ်လိုမျိုးလုပ်နေဆိုတဲ့အကြောင်းကိုတို့နေ့တိုင်းချပြရပြီးတော့ကိုဝစ်ထားတဲ့ကိုရောင်းတဲ့ပစ္စည်းတွေကဘယ်လိုမျိုးလှရဲဆိုတဲ့အကြောင်းကိုလဲတို့လက်တွေ့ကြကြချတရားထပ်ဖို့လိုမယ်ကိုကိုယ်တိုင်ဝစ်တရားထပ်ဖို့လဲညီမလေးဆိုလို့ရှိရင်ညီမဝက်ဆက်နဲ့အရန်လိုက်တယ်တစုံမိတစုံချုပ်ခဲ့နော်ကျောင်းရတာမျောတာအတာထားကိုဝစ်ကတာအဓိကပဲဒီညီမလေးကတော့ like ကမာရုပ်ကနေပြီးတော့လာပြီးအားပေးခြင်းဖြစ်ပါတယ်ဒီညီမလေးရှိမှလည်းယုံကြည်စိတ်ကြတာအားပေးပါလို့ကျွန်တော်ကလမ်းညွှန်ညီမလေးရဲ့ TikTok အကောင့်နာမည်က မခိုင်ဆိုတဲ့နော်အမှတ်တရပေါ့မခိုင်ဆိုအမှတ်တရမခိုင်ဆိုတဲ့ TikTok အကောင့်လေးမှလည်းယုံကြည်စိတ်ကြတာအားပေးလို့ရပါဆိုတဲ့အကြောင်းသတင်းကောင်းပေးခြင်းနဲ့ဒီညီမလေးရဲ့ TikTok အကောင့်ကိုလည်း mention ခေါ်ပေးခဲ့ကြပါမယ်တရားနော်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ညီမလေးလည်းကျေးဇူးတင်ပါတယ်ညီမလေး Bye.